Sinners on earth, F-O-E. bố phiêu qua lại rồi tụm nhá ha anh lù lý tham mình bù xíu tụi phép phép tụi họ nó ai chỉ mà tụm nhá phép tụi họ thì tiệt tụi rồi chấp cho lại mì quá đi đã má mà phép này nó tụi ai nào quay mà thì khăn phép mì quá đi đã thì về lâu mì này rồi đi mauပထမပိုင်းပြီးရဲ့အချိန်မှာကျွန်တော်တင်းကနည်းနည်းပိုကောင်းလာတယ်လို့ခံစားရတယ်ပေါ့နော်။ဘာဖြစ်လို့ကျွန်တော်တော်များများလည်းကျွန်တော်ပြောတာကိုလိုက်ပြီးနားထောင်ပေးကြတယ်။ခဏလုံးမိရလူဆိုရင်တော့2ယောက်လောက်လို့ရှိတယ်ကျွန်တော်ရယ်ဟိုဒါမျိုးလုပ်တဲ့ကိုအဲ့ကို It's your time. Just a small fry. Nhóc phải đây mà am nhà giống à rồi tí tí bọn tí mà phép này nó đau mà mày mà phép này nó rồi tí là ai hobby độ chơi nhìn đối này mà khá phép mì quá ai ơi sao tí là xây đồ mà cao anh nào sống bơi mà anh đi nào sống xí dạng này anh nạp tiền lại anh nói tắc này à tắc mắt solution anh nói white tiền của nai quá bị quá almost 1 point ရဖို့အတွက်အရန်နီးစက်နေပြီဒါပေမဲ့အဲ့အချိန်မှာတီတီကအရန်လောတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီတမက်ကြီးကအလကားဖြစ်သွားတယ်ဟုတ်ကဲ့ပါအခုဆိုရင်ကျွန်တော်တို့အဖြူသေးတဲ့အမဲသေးရှင်ပြိုင်တဲ့အခါမှာထူးထူးခြားခြားပဲတရေချနေပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့အနီသေးမှာ chance ပိုများသွားပါပြီအဲ့တော့အနီသေးဘလို့ပုံစံကစားမလဲရှင်ပြိုင်မလဲဆိုတာရေကုန်စိတ်လို့ရှားကြပါမယ်အဲ့တော့တူတူဆက်ပြီးတော့ကြည့်လိုက်ရအောင်ကျွန်တော်ဒူးနာရဲဆိုရင်လည်းတစ်ခေါက်ထည့်နေပေါ့အမှန်တူအောင်လုပ်နိုင်တယ်ဆိုတော့ကျွန်တော်ဆိုထင်တော့မထင်တော့ပါเนาะအဲ့အတွက်အရင်ပြောတယ်Okay. Gotta get what I want, I gotta go there and grab it, yo. When you going through the fire, you gotta remain cold, yo. Trust me, it'll pay off. It's the difference between Okay. All right. Okay. Let's open it. Open it. Okay.
စီရစီရနေပြီး2ယောက်ပြန်လွတ်လာတာပါလို့ဆိုရင်တော့အတိုင်းပတ်တာပါအဲ့ကြရင်တော့နည်းနည်းပြာသွားတာပါညာတော့ရှိတယ်ဒီသင်းကသူတို့နည်းနည်းပြာသွားတယ်လားပြာသွားတဲ့အချိန်မှာကျွန်တော်တို့အဲ့အခွင့်ကောင်းကိုယူလိုက်နိုင်တယ် စက္ကန့်ပြည့်45စက္ကန့်ကျန်နေတယ်ဝင်လို့ရပါပြီ Guess that's just embedded in my circuitry. Roll roll ရတယ်ဟုတ်တယ်ဟုတ်တယ်တပတ်လာပါပြီ Half the road, learn to test myself from the microphone. Spark the flames. ဝင်လို့ရတယ်နော် But we're too late to have a bad living it up. Getting wild for the night now, feeling the all right like a tower. We're gonna keep on going until the sun rises. Living for the moment. Promise today, I can sleep when I'm ready to stay awake. I've got myသွားပြီးတော့တင်စိတ်ထဲမှာသွားပြီးဘာလို့ဆိုတော့ injury ဖြစ်ပြီဆိုကြတဲ့ဟာပဲဆော့ရတာအဆင်ပြေရောလေဘယ်လိုဖြစ်ပြီးတော့ injury ဖြစ်တဲ့အပိုင်းကလည်း share injury ဖြစ်တာ share injury ဖြစ်တော့တော်တော်လေးအရှင်တွေဆိုးသွားတာပေါ့ စော့နေနဲ့လီတာချင်းလိုက်တဲ့အခါမှာတော့အမှန်တမ်းပြောရရင်တော့စိတ်မကောင်းသလိုစိတ်လဲတူသွားတယ်တော်တော်စိတ်တူသွားတယ်တနာရမလို့စိတ်ပဲတူရမလို့ဖြစ်သွားတာပေါ့နော် Order minute net, that's it, second. Yeah, အဖြူသင်းကရှေ့မှာလည်းသူတို့ကစော့ခဲ့တယ်သူတို့ကစော့နေကစန်တဝါဝါနဲ့ရှေ့မှာစော့ခဲ့ပြီးတော့မှသူတို့ရဲ့ဘောနော် link နေ chemistry အကုန်မိသွားတဲ့အချိန်မှာမြစ်တို့တင်းနဲ့တွေ့တာပြောချင်တာကစားသမားကစားရှင်တက်နေတဲ့အချိန်အဲ့မှာမြစ်တို့ကဝင်လိုက်တာမြစ်တို့ကအခုမှစန်တဝါနဲ့ပြန်စားရတာကွာဒီလား ဘာပဲဖြစ်ပြီးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့အကောင်းဆုံးပဲလူလက်ချင်းလူလည်းမရတော့လေအဲ့အတွက်ကြောင့်မို့လို့အကောင်းဆုံးစူးစမ်းမယ်လို့ပဲဆုံးဖြတ်ထားပါတယ်အကောင်းဆုံး fight မယ်ပေါ့ 1 minute. You feel it, but that's my style. That must be in your dream. Second that the reason to make my album disrespect the street, there's a beam, them a try to get your point. We run the whole scheme. Yo, the style, them flash ever clean.
မပေါ့ဦးဆက်လို့ရတယ်ပြီးသွားပြီအမရပါနံပါတ်နဲ့40စက္ကန့်ပဲချင်တော့တယ်စော့နေနဲ့ကိုယ့်ရဲ့အသင်းသားတွေမှာဖြစ်နေတဲ့ခံစားချက်ကတော့ပြနေပြီသူတို့အရန်ကိုပြနေပြီ โอเคနံပါတ်နဲ့စက္ကန့်ပဲချင်တော့ကိုကအမှတ်မရတော့ဘူးနည်းနည်းရှုံးနေပြီဆိုပြနေကြပြီတေချာချထားတဲ့အကွက်ကိုတေချာမဝင်မဲနဲ့ပြနေဖြစ်တော့ကြမို့လို့အဲ့မှာပို့ပြီးတော့တင်းဝမမိတော့ဖြစ်သွားတာပေါ့ ချိန်ပြသွားပါပြီဟုတ်ကဲ့ပါအခုဆိုရင်ကျွန်တော်တို့အဖြူအသင်းနဲ့အနီအသင်းပထမပိုင်းရှင်ပြိုင်မှုပြီးတဲ့အခါမှာအဖြူအသင်းရဲ့ performance တွေကအရန်ကိုကောင်းမွန်လာတဲ့အတွက်ကြောင့်မို့လို့16မှတ်တိတိကျွန်တော်တို့ရသွားပါပြီအနီအသင်းတွေနဲ့အခုဒုတိယပိုင်းမှာသူတို့ဆုံးရှုံးသွားတဲ့အမှတ်တွေကိုပြန်လိုက်နိုင်မလားဒါမှမဟုတ်သူတို့တွေဘယ်လိုပုံစံတွေဆက်ဖြစ်နေမလဲဆိုတာတော့အရန်ကိုရင်ကုန်စိတ်လှုပ်ရှားဖို့ကောင်းနေပါပြီအဖြူအသင်းတွေနဲ့အားကြလဲဒီ record အတိုင်းကိုဆက်လက်ပြီးတော့ထိန်းထားနိုင်တယ်ဆိုရင်အမှတ်တွေရတော့သူတို့ယူနိုင်မယ်ဆိုရင်သူတို့တွေအနေနဲ့က champion ဖြစ်ဖို့ဖွင့်ရေးက chance ကပိုများနိုင်ကြတယ်ရှိပါတယ်ဘယ်လိုပုံစံတွေဒုတိယပိုင်းမှာနှစ်သင်းစလုံးဖြစ်မလဲဆိုတာတော့ကျွန်တော်တို့တအားကြည့်ချင်နေပြီဗျာကျွန်တော်လည်းအတူတူလိုက်ကြည့်လိုက်အောင်စပြီနော်ကျွန်တော်လီယာဖြစ်တဲ့အချိန်နဲ့မဆုလီယာဖြစ်တဲ့အချိန်နဲ့ကကွာချားအောင်ကျွန်တော်ခံစားမိတယ်ဘာလို့မဆုကကြာပို့ပြီးတော့ strategy ကောင်းတယ်ပို့ပြီးတော့တင်းကို control လုပ်နိုင်တယ်ကျွန်တော်ထပ်ပို့ပြီးတော့
Alright အခုဆိုရင်ကျွန်တော်တို့အဖြူအသင်းနဲ့အနေအသေးရှင်ပြိုင်မှုပြီးသွားတဲ့အချိန်မှာအဖြူအသင်းကတော့ champion ဖြစ်ဖို့အတွက် chance အလားလာအကောင်းဆုံးအနေထားမှာရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့အမဲအသင်းကအဖြူအသင်းနဲ့ရှင်ပြိုင်မှုကစားတဲ့အချိန်မှာတည်ရကြထားတယ်။အခုအနီအသင်းကတပွဲရှုံးထားတာဖြစ်တဲ့ကြောင့်မို့လို့အနီအသင်းနဲ့အမဲအသင်းရှင်ပြိုင်မှုမှာအမဲအသင်းကသာနိုင်သွားမယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲ။အနီအသင်းကလည်းအမဲအသင်းကိုနိုင်သွားတယ်ဆိုဘယ်လိုဖြစ်မလဲ။ကျွန်တော်ဆက်လက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့အမဲအနေနဲ့ကအဒီအသင်းနဲ့ရှင်ပြိုင်တဲ့အချိန်မှာအခုအဖြူအသင်းရတဲ့အမှတ်ထက်ပိုရတယ်ဆိုလို့ရှိရင်တော့အမဲအသင်းကချန်ပီယံဖြစ်မှာအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အဖြူအသင်းကချန်ပီယံဖြစ်ဖို့အတွက်အခွင့်အရေးအများကြီးကိုရှိပါတယ်ဆိုတော့အနီအသင်းနဲ့အမဲအသင်းရှင်ပြိုင်မှုကိုကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်လိုက်ရအောင်ဝေးတိုင်းလို့မရဘူးဝေးတိုင်းလို့မရဘူး Capital J Amarapong So you know that we can be stars flying through the storm that ဒီနေ့မှာဆိုရင်ကျွန်တော်တို့က team challenge ပဲဖြစ်ပါတယ်ဒီတစ်ခါလဲ team challenge လာပြန်ပြီလုံးဝမကြိုက်ဘူးအဲ့ team challenge 1ပါပြီတောင်သူတိုင်းထွက်မလာမြိုင်